နောက်ထပ်မေးခွန်းတစ်ခုကတော့မန်နက်ကဘယ်ပုံနဲ့ကနတ်ဖြစ်ပါလဲရှင်ဗျာ။ तू ကဘာကြောင့်ထင်ရှားပြီးတော့တကူးကြီးရလို့ပြောကြရလဲရှင်ဗျာ။မနက်ဆိုတဲ့ဒီနက်ကကုသိုလ်ကောင်းမှုကြောင့်နတ်ဖြစ်ပေမဲ့လို့လူတွေပဲဖြစ်ဖြစ်တိရစ္ဆာန်တွေပဲဖြစ်ဖြစ်အလုံးသရဝါတွေမှာဇေယိုက်နဲ့ဝါသနာဆိုတာရှိတာသိတာနော်မှန်ပါဒါတော့လက်ခံရမှာမှန်ပါဗျာလူချင်းတူပေမဲ့ဇေယိုက်ဝါသနာမတူကြအောင်ဟုတ်လားမှန်ပါဗျာတချို့ကဇေယိုက်ဆိုးတယ်တချို့ကဇေယိုက်ကောင်းတယ်လူပေမဲ့ဖြစ်သဘောကောင်းတဲ့ကောင်ရှိတယ်သဘောဆိုးတဲ့ကောင်ရှိတယ်မှန်ပါဗျာမြို့ရှိတယ်မှန်ပါဗျာဇေယိုက်ဝါသနာအဆိုးပါတဲ့လူတယောက်ကနေပြီးတော့ကုသိုလ်ကောင်းမှုကြောင့်မနတ်ဆိုတာဖြစ်သွားတယ်သူကဘယ်ပုံထဲမှာပါတာတော့ဆိုရင်နတ်ပြည်6ထပ်မှာအမြင့်ဆုံးဖြစ်တဲ့ပရဏိမိတဝတ္တဝတီဆိုပုံမှာဖြစ်တယ်မှန်ပါဗျာတက်တန်းအရှိဆုံးစီစဉ်ဥစ္စာလည်းအမြင့်မားဆုံးတက်တန်းလည်းရှိဆုံးအဲ့ဒီပုံမှာသူဖြစ်တယ်ဒါပေမဲ့အဲ့ဒီပုံမှာသူကဘယင်တော့မဟုတ်ဘူးအုတ်ချုပ်တဲ့နတ်မင်းကြီးမဟုတ်ဘူးမှန်ပါဗျာနတ်မင်းကြီးရဲ့စကားနားမထောင်မဲနဲ့လှုပ်ရှားလှုပ်တဲ့နတ်ဒါမို့လို့သူ့ကိုမာရလို့ခေါ်တယ်ပေါ့ဖြည့်ဆည်းတတ်တဲ့ဝါသနာပါလို့ဖြည့်ဆည်းရမှသူကခြေတတ်တာမှန်ပါဗျာအချောအချွတ်အပျော်အနောက်တင်မကဘူးဖြည့်လို့ပြည့်စည်လုပ်ခြင်းနဲ့ဝါသနာတွေဇေယိုက်ဆိုးတွေသူမှပါတယ်မှန်ပါဗျာအဲ့တော့သူကဝတ္တဝတိနတ်ပြည်ကဝတ္တဝတိနတ်မင်းကြီးကိုပုံကံပြီးသူလှုပ်ရှားလှုပ်တဲ့နတ်အဲ့လိုပဲမှတ်ရမှာနော်မှန်ပါဗျာသူကဘာကြောင့်ထင်ရှားတော့ဆိုတော့လောကမှာကောင်းတဲ့လူတွေဆိုးတဲ့လူကပို့ပြီးတော့ထင်ရှားတာဖြစ်မှန်ပါဗျာမှန်ပါနော်ဆိုးတဲ့လူတွေကပို့ထင်ရှားသူဘာကြောင့်ထင်ရှားတာတော့ဆိုရင်အဆိုးကသူများတဲ့လွန်ကဲလို့သူထင်ရှားတယ်လို့ပြောမှာမှန်ပါဗျာတကူကြည့်တယ်ဆိုတာသူ့ရဲ့ပင်ကိုဝတ္တဝတိနတ်ပြည်ကိုကသူလှုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကြောင့်သူကအစွမ်းတကူကြီးတဲ့ဒီနတ်မျိုးထဲမှာဖြစ်တာမဟုတ်မှန်ပါဗျာသူပင်ကိုကမွေးရတကူသူ့မှာရှိတယ်လို့ပြောနိုင်တယ်မှန်ပါဒါကတော့ကုသိုလ်ကောင်းမှုကြောင့်ဖြစ်တာသို့တော့သူများကိုဒုက္ခပေးတယ်ဘာလို့အထူးသဖြင့်ဒုက္ခပေးတယ်ဆိုတာကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်တွေကိုသူဒုက္ခပေးတာမှန်ပါဗျာသူ့ရဲ့အတွေးအမြင်ကကောင်းတာလုပ်လို့ရှိရင်သူ့ကိုဆန့်ကျင်တယ်လို့ထင်တယ်မှန်ပါဗျာမကောင်းတာလုပ်တဲ့လူတွေကသူ့မိတ်ဆွေတွေသူ့အပေါင်းအသင်းတွေပဲလူတွေတောင်မှပဲအခုရှိကြတယ်မဟုတ်လားမိဖြစ်ဆွေပြေးဆိုရင်အယသိစာမတော့စားဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာလူတိုင်းနဲ့ပေါင်းသိလို့မရတော့မှန်ပါဗျာမှန်ပါဗျာဟုတ်တယ်မဟုတ်လားမှန်ပါဗျာတကယ်အယမတော့ဘူးဆိုရင်အဲ့ဒီဝိုင်းထဲမှာ तू ကတိတ်ပြီးတော့ဝင်မဆန်းတော့ဘူးလေမှန်ပါဗျာမကြိုက်ချင်ကြဘူးပေါ့သဘောမှာမှန်ပါဗျာမှန်ပါမကြိုက်ချင်ကြဘူးမှန်ပါဒီနတ်ကလည်းအဲ့တိုင်းပဲသူလိုလှုပ်ပြီးတော့သူလိုမကောင်းတာလှုပ်တဲ့လူပဲ तू ကသဘောကျတယ်မကောင်းတာမလှုပ်ဘူးဆိုတဲ့လူကို तू ကဒုက္ခပေးခြင်းမှန်ပါဗျာအဲ့လိုပဲမှတ်ရမှာပဲမှန်ပါဗျာမှန်ပါ